ကိုထောင်တစ်ခုထဲမှာချာလီဟာသူ့ရဲ့မွေးနေ့တုန်းကဇနီးဖြစ်သူဆာရာလက်ဆောင်ပေးခဲ့တဲ့လေယာဉ်ပျံကိုပြုပြင်နေပါတယ်။ဆာရာကလန်ဒန်မှာရှိတဲ့စီးပွားရေးညီလာခံတစ်ခုကိုတွားဖို့မကြာခင်ထွက်ခွာတော့မယ်ဆိုတာပြောဖို့သူ့ကိုစကားဖြတ်လိုက်ပါတယ်။သူမကသူ့ကိုအတူတူလိုက်ခဲ့ဖို့ထပ်ပြီးဖိတ်ခေါ်ပေမဲ့ချာလီမှာအလုပ်တွေအများကြီးရှိနေတာကြောင့်သူမကိုညှင်းပယ်ခဲ့ပါတယ်။အချို့သောအချိန်တစ်ခုအကြာမှာတော့ချာလီဟာ CIA ဌာနချုပ်ကိုရောက်ရှိလာပါတယ်။ဝက်စာဖော်ထုတ်ရေးနဲ့လေးလာဆန်းစစ်ရေးဌာနကိုတွားရလမ်းမှာသူကိုယ်တိုင်တီထွင်ခဲ့တဲ့လုံခြုံရေးစကန်နာအားလုံးကိုဖျက်ဆီးပြီးနောက်ဆုံးမှာတော့အလုပ်စတင်ပါတယ်။ရုတ်တရက်သူဟာနှစ်ပေါင်းများစွာအဆက်အသွယ်ရှိခဲ့တဲ့လျှို့ဝှက်စမ်းကြဲတဲ့လူအင်ဂွီလိုင်းအင်ကွယ်လင်ထံကနေမက်ဆေ့ချာတစ်ခုရရှိပါတယ်။ပုံမှန်အတိုင်းပါပဲသူတို့မှာချာလီကိုရောက်ဖို့တန်ဖိုးရှိတဲ့လျှို့ဝှက်ထောက်လှမ်းရေးချက်လက်တွေရှိနေတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အင်ဂွီလိုင်းကဒီအထောက်အထားတွေဟာ CIA ကိုအန္တရာယ်ဖြစ်စေနိုင်တယ်လို့သတိပေးပါတယ်။ချာလီကသူတို့ရှိနေတဲ့ဒီနေရာကိုခံမှန်းဖို့စူးစမ်းပြီးအစ္စတန်ဘူလာလို့မေးပေမဲ့အင်ဂွီလိုင်းကသူ့ကိုပယ်ချလိုက်ပါတယ်။အဲ့ဒီနောက်သူဟာအချက်လက်တွေကိုစမ်းစစ်ဖို့အလုပ်လုပ်ပေမဲ့အံ့ဩစရာကောင်းတာကသူ့လိုပါရမီရှင်တင်ချပညာရှင်တယောက်တောင်ဝက်စာကိုမဖော်နိုင်ခဲ့ပါဘူး။နေ့လည်စာစားချိန်အနားယူပြီးနောက်ချာလီဟာသူ့ရုံးခန်းကိုပြန်သွားပြီးဆာရာစီကဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိပါတယ်။သူမကလန်ဒန်ကိုရောက်နေပြီဖြစ်ကြောင်းသူ့ကိုအကြောင်းကြားပါတယ်။ဒါပေမဲ့ချာလီကသူမကိုခြေရခံနေခဲ့တာကြောင့်အဲ့ဒါကိုသိပြီးသားဖြစ်နေပါတယ်။သူဟာလျှို့ဝှက်စမ်းကြဲတဲ့စာရွက်စာတမ်းတွေစီအမြန်ပြန်သွားချင်နေတာကြောင့်သူတို့စကားအများကြီးမပြောဖြစ်ခဲ့ကြပါဘူး။သူဟာဝက်စာကိုမဖော်နိုင်သေးတာကြောင့်ပိုပြီးအဆင့်မြင့်တဲ့စနစ်တစ်ခုကသူ့ကိုပိုမြန်လှုပ်ဆောင်နိုင်အောင်ကူညီပေးမဲ့ကန့်သက်နယ်မြေတွေကိုသူ့ကွန်ပျူတာယူသွားပါတယ်။အချိန်နှဲငယ်ကြာမြင့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူဟာစာရွက်စာတမ်းတွေထဲကအချက်လက်တွေကိုဖွင့်နိုင်ခဲ့ပြီးအဲ့ဒါကသူ့ကိုတုံ့လှုပ်သွားစေပါတယ်။ဒါတွေဟာအသေးခံဘုံခွဲမှုအဖြစ်ဟန်ဆောင်ထားတဲ့ drone နဲ့တိုက်ခိုက်မှုတစ်ခုကိုခွင့်ပြုခဲ့ပြီးဖုံးကွယ်ထားကြောင်းဖော်ပြနေတဲ့အစိုးရရဲ့အဆင့်မြင့်လျှို့ဝှက်ဖိုင်တွေဖြစ်နေပါတယ်။ပြင်သစ်အထူးတပ်ဖွဲ့ဝင်တွေနဲ့ဒိန်းမတ်မရိန်းတပ်သားတွေအပါအဝင်လူပေါင်း150ကြာဆုံးခဲ့တဲ့သတင်းထုတ်ပြန်ချက်တွေရှိနေပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုချာလီရဲ့အထက်လူကြီးလည်းဖြစ်တဲ့အရာရှိချုပ်မိုးရီမိုးကစီစဉ်ခဲ့တာပါ။အဲ့ဒီညအိမ်မှာချာလီဟာဆာရာစီဖုန်းခေါ်ဖို့ကြိုးစားပေမဲ့သူမကပြန်မဖြေတာကြောင့်အတန်မက်ဆေ့ချန်ထားခဲ့ပါတယ်။နောက်တစ်နေ့မှာချာလီရုံးကိုရောက်လာပြီးမိုးရကသူ့ကိုစောင့်နေတာတွေ့ရလို့အံ့ဩသွားပါတယ်။မိုးရကချာလီကိုမကြသေးခင်ကမှဒရိုက်တာဖြစ်လာတဲ့အိုဘရိုင်ယန်အာဘရိန်ရဲ့ရုံးခန်းကိုခေါ်သွားပါတယ်။သူမကလန်ဒန်ကဟိုတယ်တစ်ခုမှာအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးဆာရာဟာတားကောင်တွေကတယောက်ဖြစ်တယ်လို့ရှင်းပြပါတယ်။ချာလီကအဲ့ဒါကိုမယုံကြည်ပဲဆာရာစီဖုန်းခေါ်ချင်နေတာကြောင့်မိုးရကသတင်းကိုပြဖို့ TV ကိုဖွင့်ပေးပါတယ်။သတင်းထောက်ကအကြမ်းဖက်သမား၄ယောက်ဟာဟိုတယ်ထဲကိုအတင်းဝင်ရောက်ပြီးဒစခန်၄ယောက်ကိုဖမ်းဆီးကအဲ့ဒီထဲက2ယောက်ကိုတပ်ပစ်ခဲ့ကြောင်းဖော်ပြပါတယ်ဆက်လက်ပြီးမိုးရဟာဖြစ်ပွားစဉ်အတွင်းရှုပ်ထွေးမှုတွေအားလုံးကိုပြသနေပြီးဆာရာဟာတားကောင်တွေကတယောက်ဖြစ်ကြောင်းအတည်ပြုပေးတဲ့ဟိုတယ်လုံခြုံရေးဗီဒီယိုမှတ်တမ်းကိုဖွင့်ပြပါတယ်။ချာလီအိမ်ပြန်ရောက်တဲ့အခါအင်တာဗျူးဖို့စောင့်နေကြတဲ့သတင်းထောက်ဒါဇင်ပေါင်းများစွာနဲ့သူတို့ကိုတားဆီးဖို့ကြိုးစားနေတဲ့ရဲတွေကိုတွေ့ရပါတယ်။တငယ်ချင်းတစ်ယောက်ကချာလီကိုအနှောက်အယှက်မရှိဘဲအိမ်ထဲဝင်နိုင်အောင်ကူညီပေးပါတယ်။နောက်တစ်နေ့မှာချာလီဟာဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့အလွန်တန်တရားဝင်နေတာကြောင့်မိုးနဲ့အုပ်ချုပ်ရေးမှူးကေလက်ခေါတို့ကိုရင်ဆိုင်ပါတယ်။အကြမ်းဖက်သမားတွေဟာလန်ဒန်မှာရှိတဲ့ထောင်ပေါင်းများစွာသောလုံခြုံရေးကင်မရာတွေကိုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကိုသူမယုံကြည်နိုင်ဖြစ်နေပြီးသူတို့ကပိတ်မိတာကိုလည်းထည့်ပြောပါတယ်။မိုးရကစုံစမ်းစစ်ဆေးနေပါတယ်လို့ကတိပေးပေမဲ့ကေလက်ကသူ့ကိုအိမ်ပြန်လွှတ်လိုက်ပါတယ်။နောက်တစ်နေ့မှာချာလီဟာဆာရာရုပ်လောင်းနဲ့သူမရဲ့ပစ္စည်းတွေကိုတွားယူဖို့လေဆိပ်ကိုတွားပါတယ်။အိမ်မှာသူဟာခီးဆောင်အိတ်ထဲကိုကြည့်တဲ့အခါဆာရာကသူ့အတွက်ဝယ်ပေးခဲ့တဲ့လက်ဆောင်ကိုတွေ့ရပြီးအဲ့ဒါကသူ့ကိုစိတ်ထိခိုက်ပောက်ကွဲသွားစေပါတယ်။အိမ်မှာနေရတာညှိငွေ့လာတာကြောင့်ချာလီဟာအလုပ်ပြန်သွားပြီးကန့်သက်ထားတဲ့ကွန်ပျူတာကိုသုံးပြီးဟိုတယ်နဲ့အနီးနားကလမ်းတွေပေါ်ကလုံခြုံရေးကင်မရာတွေကိုဟက်ခတ်လုပ်ပါတယ်။သူဟာဖြစ်ရတွေရဲ့အချိန်စရာကိုစူးစီးပြီးသူ့အထက်လူကြီးတွေကိုပြသပါတယ်။အကြမ်းဖက်သမား၄ယောက်ဟာအရှေ့ပိုင်းဒေသမှာမော်တော်ယာဉ်တစ်စီးကိုခိုးယူခဲ့ပြီးဟိုတယ်ကိုဝန်ဆောင်မှုဝင်ပေါက်ကနေဝင်ရောက်ခဲ့ကသူတို့ရဲ့လက်ပွေတွေနဲ့ DNA နာအားလုံးကိုကျွမ်းကျင်စွာတုတ်တင်ရှင်းလင်းခဲ့ကြပါတယ်။သူတို့ဟာအင်ဒိုနီးရှားက Ampat ရင်းနှီးမြှုပ်နှံမှုအဖွဲ့နဲ့တွေ့ဆုံခဲ့ကြတာဖြစ်ပုံရပေမဲ့တစ်ခုခုလွဲချော်သွားပြီးတစ်စက်မြောင်လမ်းမှာအငင်းပွားမှုစတင်ခဲ့ပါတယ်။ကုမ္ပဏီရဲ့လုံခြုံရေးဝန်ထမ်းတစ်ယောက်စိတ်ဆိုးလာတာကြောင့်အကြမ်းဖက်သမားတစ်ယောက်ကတနက်နဲ့စတင်ပစ်ခတ်ခဲ့ရာလုံခြုံရေးဝန်ထမ်းတစ်ယောက်သေဆုံးသွားပြီးအခြားတစ်ယောက်ကတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ဟိုတယ်လုံခြုံရေးအဖွဲ့ဟာချက်ချင်းသတိပြုမိသွားပြီးရဲတွေကိုဖုန်းခေါ်ခဲ့ပါတယ်။အဖမ်းမခံရဘဲအဆောက်အုံထဲကထွက်သွားဖို့စိတ်အားထက်သန်နေတဲ့အကြမ်းဖက်သမားတွေဟာညီလာခံခန်းမထဲကိုဝင်ပြီးဒသခံအချို့ကိုဖမ်းဆီးခဲ့ပါတယ်။ဆာရာဟာတက်ရောက်လာသူအချို့ကိုထွက်ပြေးဖို့ကူညီပေးဖို့ကြိုးစားခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ချာလီဟာအတန်နဲ့မျက်နှာလက္ခဏာဆန်းစစ်မှုတွေကိုလှုပ်ဆောင်ခဲ့တာကြောင့်အကြမ်းဖက်သမား၄ယောက်ရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။သူတို့ကတော့မော်စကိုကမီရှာကာမစ်ကလော်ရန့်စ်လော့ရန့်စ်လို့ခေါ်တဲ့တောင်အာဖရိကအထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ကြေးစားစစ်သားဟော့စ်လော့ချ်နဲ့ထောက်လှမ်းရေးအရာရှိဟောင်းဂရက်ချန်ဂရက်ချင်တို့ဖြစ်ကြပါတယ်။ကေလက်နဲ့မိုးတို့ရဲ့တုံ့ပြန်မှုမရှိတာကိုသတိပြုမိပြီးနောက်ချာလီဟာသူတို့အားလုံးဒါကိုသိပြီးသားဖြစ်နေတယ်ဆိုတာသဘောပေါက်သွားပါတယ်။သူတို့ကချာလီကိုသူတို့လှုပ်ဆောင်နေပြီဖြစ်ကြောင်းပြောပြီးစိတ်ပညာရှင်တစ်ယောက်နဲ့တွားပြဖို့စေလွှတ်ပါတယ်။နောက်တစ်နေ့မှာချာလီဟာသူ့ရဲ့ ID ကတ်ထဲမှာချစ်တစ်ခုကိုဝတ်ထားခဲ့ပြီးလုံခြုံရေးစကန်နာတွေမသိဘဲဖြတ်တန်းသွားခဲ့ပါတယ်။သူ့ရုံးခန်းထဲမှာသူဟာလျှို့ဝှက်ဖိုင်အားလုံးကို print ထုတ်ပြီး digital copy တစ်ခုပြုလုပ်ဖို့ printer ပေါ်မှာစကင်နာတစ်ခုကိုသုံးပါတယ်။အဲ့ဒီညမှာချာလီဟာဘားတစ်ခုကိုတွားပြီး jukebox ကတချင်းပုံကိုစိုက်ကြည့်နေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာချာလီဟာ print ထုတ်ထားတဲ့ဖိုင်တွေကိုသုံးပြီးသူ့အထက်လူကြီးတွေကိုထပ်ပြီးရင်ဆိုင်ပါတယ်။သူဟာဆီးရီးယားစေယုံတစ်ခုကိုဘုံခွဲတာနဲ့ယီမင်မှာရှိတဲ့မဟာမိတ်အခြေစိုက်စခန်းတစ်ခုကိုတိုက်ခိုက်တာလိုမျိုးအရက်သားထောင်ပေါင်းများစွာတေဆုံးခဲ့ရတဲ့မိုးရဲ့မယိုးသားတဲ့လုပ်ရက်တွေအားလုံးကိုစည်ရင်ပြုစုပြပါတယ်။သူကအရာအားလုံးကိုဒရိုက်တာစီယူသွားမယ်လို့ချိန်ချောက်ပြီးသူဟာအလိုလျောက်ပောက်ကွဲစေမီစနစ်တစ်ခုကိုစတင်လိုက်ပြီဖြစ်ကြောင်းထုတ်ဖော်ပြောကြားပါတယ်။ Dead Man Switch စနစ်တစ်ခုရှိပါတယ်။သူသာ9နာရီခြားတစ်ခါကုတ်တစ်ခုမရိုက်ထည့်ရင်အဲ့ဒီတပ်တွေဟာအရေးကြီးဆုံးသတင်းဌာနတွေစီရောက်ရှိသွားမှာဖြစ်ပါတယ်။သူနှုတ်ပိတ်နေပြီးမဲ့အစားချာလီကဆီယက်တင်နန်းအပြည့်အဝတက်ရောက်ခွင့်နိုင်ငံကူးလက်မှတ်အတူများငွေကြေးတစ်လက်နဲ့ဆာရာကိုတက်ခဲ့တဲ့လူသက်သမားတွေရဲ့အချက်လက်တွေကိုတောင်းဆိုခဲ့ပါတယ်။အစည်းအဝေးအပြီးမှာတော့ချာလီဟာစိတ်ဖိစီးမှုတွေကြောင့်သူ့ကားနာမှာတင်အံခဲ့ရပါတယ်။ရုံးခန်းထဲမှာတော့မိုးရကအဲ့ဒီ Dead Man Switch ဟာအလိမ်ညာချင်းချောက်မှုတစ်ခုဖြစ်တယ်လို့ပြောပေမဲ့ကေလက်ကတော့သူတို့အနေနဲ့စွန့်စားလို့မရကြောင်းထောက်ပြပါတယ်။အကယ်၍ဒါဟာတကယ်ပဲအလိမ်ညာဖြစ်နေရင်သူတို့ကအစပြိုးတဲ့အရာကိုရှာဖွေကြမှာဖြစ်ပြီးအဲ့ဒီနောက်တင်နန်းပေးနေစဉ်အတွင်းတေးလောက်တဲ့မတော်တဆမှုတစ်ခုကိုဖန်တီးစီစဉ်နိုင်မှာဖြစ်ပါတယ်။အတန်ကြာပြီးနောက်ကေလက်နဲ့သူ့အဖွဲ့ဟာချာလီကလှုပ်ဝက်ဖိုင်တွေကိုဘယ်လိုမျိုးကူးယူသွားလဲဆိုတာနားလည်အောင်စူးစမ်းကြပါတယ်။သူတို့ဟာ Skin Passage ရဲ့မသုံးနိုင်ခြေကိုဆွေးနွေးကြပြီးဒါဟာသူတို့ရဲ့လုံခြုံရေးမြင့်တင်ထားတဲ့ကွန်ပျူတာတွေပေါ်မှာအလုံးမဖြစ်နိုင်ပေမဲ့ printer ပေါ်မှာတော့သုံးနိုင်ပါတယ်။ချာလီကဖိုင်တွေကို printer စီပို့လိုက်ပြီး data တွေကိုကူးယူဖို့ magnet တပြား magnetic strip ကိုသုံးခဲ့တာဖြစ်နိုင်ပါတယ်။လုံခြုံရေးဗီဒီယိုမှတ်တမ်းတွေကိုရှာဖွေကြည့်တဲ့အခါချာလီဟာ store ဆိုင်တစ်ခုမှ magnet တပြားဝယ်ယူခဲ့တာကိုသူတို့အတည်ပြုနိုင်ခဲ့ပေမဲ့
အဆောက်အုံထဲကိုဘယ်လိုမျိုးတည်သွင်းတည်ထုတ်သွားလဲဆိုတာကိုတော့အခုထိမပြောနိုင်သေးပါဘူးအဖွဲ့ဟာချာလီရဲ့အိမ်ကိုလည်းရှာဖွေခဲ့ပြီးနောက်ဆုံးမှာတော့သူဟာသတ်မှတ်ထားတဲ့ဘားဘောတစ်ခုကိုနှစ်ကြိမ်တိုင်သွားခဲ့ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်သူတို့ကအဲ့ဒီဘားကိုတွားရောက်ရှာဖွေပြီးဂျူဘော့စ်တစ်ကပတ်အောက်မှာအားပေးတဲ့တစ်ချက်ကိုတွေ့ရှိသွားပါတယ်ကေလက်ကဂျူဘော့စ်တစ်လောက်ထဲကအဲ့ဒီတကူရွေးချယ်လိုက်တဲ့အခါစူညံတန်တွေကိုသာကြားရတာကြောင့်ချာလီခြံထားခဲ့တဲ့တကူသူတို့ထုတ်ယူလိုက်ကြပါတယ်တစ်ဖက်မှာလည်းချာလီဟာ10ရက်တင်တန်းကျောင်းကိုရောက်ရှိလာပြီးကာနယ်ဟန်ဒါဆန်ကသူ့ကိုကြိုးဆိုပါတယ်သူတို့ဟာတနက်ပစ်ကွင်းမှာစတင်ခဲ့ကြပေမဲ့စိတ်မကောင်းစရာကတော့ချာလီဟာတနက်ပစ်မကောင်းပါဘူးသူကမှန်ကန်တဲ့နေရာကိုပြစ်မိဖို့အတွက်ပြစ်မှတ်နဲ့တကယ်ကိုနီးနီးကပ်ကပ်ရှိနေဖို့လိုအပ်ပါတယ်ဒါပေမဲ့ဘုံလုံးတဲ့နေရာမှာတော့ချာလီဟာထူးထူးခြားခြားမြန်ဆန်စွာလုပ်ကင်နိုင်လို့ဟန်ဒါဆန်ကိုအထင်ကြီးစေခဲ့ပါတယ်နောက်တစ်ခုကတော့ချာလီဟာသူ့ရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းအထောက်ထားတစ်ကိုလေ့လာဖို့လိုအပ်တာကြောင့်ဟန်ဒါဆန်ကသူ့ကိုနှောက်ယှက်ပြီးဟိုဒီလွှင့်ပစ်ခဲ့ပါတယ်ဒါမှသာချာလီဟာဖီအားရီအောက်မှာရှိနေရင်တော့သူ့ရဲ့အချက်လက်တစ်တွေကိုရွတ်ဆိုနိုင်မှာဖြစ်ပါတယ်နောက်ဆုံးမှာတော့သူတို့နိုင်ငံကူးလက်မှတ်တစ်ကိုအပိသက်လှုပ်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီညမှာဟန်ဒါဆန်ကချာလီအခန်းကိုသွားပြီးသူကလူသက်သမားတစ်ယောက်မဟုတ်ကြောင်းပြောခဲ့ပေမဲ့ချာလီကတော့သူတရားမျှတမှုကိုလိုချင်တယ်လို့ဆိုပြောပါတယ်အဲ့ဒီနောက်ဟန်ဒါဆန်ကတနက်တစ်လက်ထုတ်ပြီးချာလီကိုပေးကသူ့ရင်ဘက်ကိုချိန်ခိုင်းပါတယ်ချာလီလက်တွေကတော့တုံရင်နေတာမရက်ပဲနောက်ဆုံးမှာတနက်ကိုအောက်ချလိုက်ပါတော့တယ်ရုံးခန်းမှာတော့အေဂျင့်တွေဟာဒီထဲကအချက်လက်တွေကိုဖော်ထုတ်ဖို့နိုင်ပေါင်းများစွာအချိန်ပေးခဲ့ရပြီးနောက်ဆုံးမှာတော့ချာလီဟာ Deadman Switch နဲ့ပတ်သက်ပြီးလိန်ညာခဲ့တာကိုသိသွားပါတယ်ချာလီကသူတို့ကိုပြန်လဲထောက်လှမ်းနေတာကိုမသိပဲသူတို့ဟာအထက်လူကြီးတွေကိုချက်ချင်းအကြောင်းကြားပါတယ်သူကသူ့ရဲ့ရင်ထိုးတစိမ့်မှာဝက်ထားတဲ့ချစ်ပြားဟာတကယ်တော့သူ့ထက်လူကြီးတွေစီပေးခဲ့တဲ့ file တွေပေါ်မှာစိုက်ထူထားခဲ့တဲ့နားထောင်လို့ရတဲ့ဆက်ပွက်တစ်ခုဖြစ်နေတာပါမိုးရက်ကဟန်နာဆန်စီချက်ချင်းဖုန်းခေါ်ပြီးချာလီကိုဖမ်းဆီးဖို့ပြောခဲ့ပေမဲ့သူကတော့လွတ်မြောက်သွားခဲ့ပါပြီဖုန်းချပြီးနောက်မိုးရဟာဖိုင်တွေပေါ်ကနားထောင်ဆက်ကိုနောက်ဆုံးမှမြင်သွားပြီးဒါဟာနိုင်ငံတော်တစ္ဆာဖောက်မှုဖြစ်တယ်လို့ပြောဖို့ချာလီကိုတိုက်ရိုက်စကားပြောပါတယ်ချာလီကလေရင်ပေါ်မတက်ခင်သူ့ရဲ့နှက်ချက်ကိုလွှင့်ပစ်လိုက်ပါတယ်ပါရီမျိုးကကလဲစားချေမှုချာလီဟာလန်ဒန်ကိုရောက်တာနဲ့အကောက်ခွန်ကိုဖျက်ပြီးပါရီမျိုးကိုသွားဖို့စတင်ပါတယ်သူ့ရဲ့နိုင်ငံကူးလက်မှတ်တူဟာဆရာရဲ့ကွန်ပျူတာတွေထဲမှာပေါ်လာတာကြောင့်မိုးရက်ကဟန်ဒါဆန်ကိုသူ့နောက်လိုက်ခိုင်းပါတယ်ပါရီမျိုးမှာတော့ချာလီဟာဂရက်ချန်ကိုမကြာခဏမြင်တွေ့ရတတ်တဲ့စားတောက်ဆိုင်ကြီးကဟိုတယ်ခန်းတစ်ခုကိုငှားလိုက်ပါတယ်နောက်ဆုံးမှာသူမပေါ်လာပြီးသူမရဲ့ဖုန်းကိုစတင်ထောက်လှမ်းဖို့သူ့အတွက်လုံလောက်တဲ့အကွာအဝေးကိုရောက်လာပါတယ်ချာလီဟာတနေ့တာလုံးကိုဂရက်ချန်ရဲ့အဆောက်အုံအပြင်ဘက်မှာကုန်းဆုံးစေခဲ့ပြီးသူမထွက်သွားတဲ့အထိစောင့်ဆိုင်းခဲ့ပါတယ်အိမ်ကတယောက်ထွက်လာတဲ့အခါသူကအထဲကိုဝင်ဖို့အခွင့်အရေးကိုအသုံးချခဲ့ပါတယ်အဲ့ဒီနောက်သူကဂရက်ချန်ရဲ့အိမ်တကားတော့ကိုဖွင့်ဖို့အွန်လိုင်းဗီဒီယိုတစ်ခုကိုလိုက်နာလုပ်ဆောင်ခဲ့ပါတယ်ချာလီဟာတိုက်ခန်းကိုစတင်ရှာဖွေပြီးဂရက်ချန်ရဲ့အချိန်စရာတွေကိုဓာတ်ပုံရိုက်ယူပါတယ်သူကအန်ဆွဲထဲမှာတနက်တစ်လက်ကိုလည်းတွေ့တာကြောင့်အဲ့ဒါကိုယူထားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ခြေရခံဆက်ကဂရက်ချန်ပြန်လာနေပြီဖြစ်ကြောင်းသတိပေးလိုက်တာကြောင့်သူမကိုစောင့်ဆိုင်ဖို့လှေကားထစ်တွေစီအမြန်ပြေးသွားပါတယ်ဒါပေမဲ့သူမနောက်ဆုံးမှာအိမ်ပြန်ရောက်လာတဲ့အခါသူကတနက်မောင်းခလုတ်ကိုမဆွဲနိုင်ခဲ့ပါဘူးစိတ်ပြက်လက်ပြက်ဖြစ်သွားပြီးသူကဟိုတယ်ကိုအမြန်ပြန်ပြေးကဆာယာကသူ့ကိုစောင့်ဆိုင်နေ့တလိုမျိုးဟန်ဆောင်နေခဲ့ပါတယ်စိတ်ငြိမ်သွားပြီးနောက်သူကဓာတ်ပုံတွေကိုတေချာကြည့်ရှုပြီးဂရက်ချန်ဟာဆေးရုံကိုမကြာခဏသွားနေခဲ့တာကိုသိရှိသွားပါတယ်။သူမရဲ့ကျန်းမာရေးရာဇဝင်ကိုဟက်ခတ်လုပ်ကြည့်တဲ့အခါသူမမှာတမတက်မှုတွေရှိနေတာကိုထုတ်ဖော်ပြသနေပါတယ်။နောက်တစ်နေ့မနက်မှာချာလီကပန်းပွင့်အမြောက်များဝယ်ယူပါတယ်။အဲဒီနောက်သူကကဖေးဆိုင်မှာဂရက်ချန်ကိုမြင်ရတဲ့အထိစောင့်ဆိုင်ပြီးဆေးရုံထိသူမနောက်ကိုလိုက်သွားပါတယ်။ဂရက်ချန်ဟာစစ်ဆေးမှုအချို့ကိုဖျက်ဆီးနေရပေမဲ့ဆရာဝန်ကကွန်ပျူတာစကင်ချို့ယွင်းနေတာကိုသတိပြုမိတာကြောင့်အကူအညီတောင်းဖို့အခန်းထဲကနေထွက်သွားပါတယ်။ချာလီကဆရာဝန်တယောက်လိုဝတ်ဆင်ပြီးအထဲဝင်လာကဂရက်ချန်ကိုစက်ထဲမှာပိတ်လောင်လိုက်ပါတယ်။သူမကထိတ်လန့်လာပေမဲ့ချာလီကအခန်းထဲကိုဝတ်မုံဖုံးတွေနဲ့ဖြစ်နေစင်မှာသူမကိုလစ်လျူရှုထားပါတယ်။ဆရာဝန်နဲ့သူနာပြုတယောက်ကအတန်ကိုကြားရပေမဲ့တကားကလည်းတော့ခတ်ထားပါတယ်။ဂရက်ချန်ဟာသူမရဲ့ဓာတ်မတည့်မှုတွေကြောင့်အားနည်းလာပြီးချာလီကဆာရာကိုပြစ်တက်ခဲ့တဲ့သူဟာဟော့စ်ဖြစ်တာကြောင့်သူ့ကိုဘယ်မှာရှာရမလဲဆိုတာပြောပြရင်ကူညီပေးမယ်လို့ပြောပါတယ်ဓာတ်မတည့်မှုတွေကြောင့်ဂရက်ချန်စကားမပြောနိုင်တာမို့ချာလီကအခန်းတကားကိုဖွင့်ပေးလိုက်တဲ့အခါဂရက်ချန်ကသူ့ကိုစပွဲနဲ့စောင့်တုံးလိုက်ပါတယ်သူတို့ဟာအခန်းထဲမှာစတင်တိုက်ခိုက်ကြပြီးပရီဘောကပစ္စည်းတိုင်းနဲ့တယောက်ကိုတယောက်စောင့်တုံးပစ်ကြပါတယ်ချာလီကသူ့တက်နက်ကိုထုတ်လိုက်ပေမဲ့ဂရက်ချန်ကသူ့ကိုလှလဲပစ်ပြီးနောက်ဆုံးမှာထွက်ပြေးဖို့တကားကိုဖွင့်လိုက်ပါတယ်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ချာလီကလမ်းမပေါ်ထိသူ့မနောက်ကိုလိုက်သွားပေမဲ့သူမဖြစ်နိုင်ခင်မှာပဲဂရက်ချန်ဟာကားတစ်စီးနဲ့တိုက်မိသွားပါတယ်ရုပ်လောင်းကိုကြည့်ပြီးထိတ်လန့်သွားတဲ့ချာလီဟာသူမရဲ့ဖုန်းကိုယူဖို့မိမိကိုယ်ကိုတင်းကျပ်နီးနီးကပ်ကပ်လာခဲ့ပါတယ်အဲ့ဒီနောက်သူထွက်ပြေးသွားပြီးဆရာဝန်အင်ဂျီကိုအမိုက်ပုံနဲ့လွှင့်ပစ်လိုက်ပါတော့တဲ့ဟိုတယ်မှာသူကသွေးတွေကိုစေးကြောပြီးပစ္စည်းတွေတိတ်ဆိခဲ့တဲ့ထိုညမှာပဲသူကကားဂိတ်ကိုသွားပြီးမာဆေးမျိုးအတွက်လက်မှတ်တစောင်းဝယ်ယူခဲ့တယ်မကြခင်မှာပဲဂရက်ချင်တေဆုံးတဲ့တဲ့တင်က CIA ထံရောက်ရှိသွားတဲ့အိုဘရိုင်းကဒီအကြောင်းနဲ့ပတ်သက်ပြီးမိုးကိုမင်းမြန်းရမှာမိုးကဂရက်ချင်ဟာသူတို့လူတစ်ယောက်ရဲ့တက်ဖြတ်ခြင်းကိုခံရပုံရတယ်လို့ပဲပြောခဲ့တယ်ထိုညမှာချာလီကဘားတစ်ခုကိုသွားပြီးဂရက်ချင်တေဆုံးမှုအပေါ်ခံစားနေရတဲ့အပြစ်ရှိစိတ်တွေကိုမေ့ပြောက်ဖို့အရက်အမြောက်များတောက်ခဲ့တယ်သူကဆာယာကနေတာကိုမြင်လိုက်ရတယ်လို့ထင်ခဲ့ပေမဲ့အနီးကပ်ကြည့်လိုက်တဲ့အခါသူမနဲ့တူတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုတွေ့ရှိခဲ့ရတယ်ထို့နောက်ချာလီကဟန်ဒါဆန်သူ့စီချင်းကပ်လာတာကိုသတိပြုမိပြီးထိတ်လန့်သွားခဲ့တယ်သူကလူတွေကိုတွန်းဖယ်ပြီးဘားကနေထွက်ခွာနိုင်ခဲ့ကပုံအောင်မှုတခြားဘားတစ်ခုကိုမတွေ့မချင်းလမ်းမတွေထမှာပြေးလွှားခဲ့တယ်ဟန်ဒါဆန်ကလည်းထိုနေရာအထိနောက်ယောင်ခံလိုက်လာခဲ့တာကြောင့်ချာလီကတန့်စင်ခန်းထဲကိုအမြန်ပြေးဝင်ပြီးတကားပိတ်လိုက်တယ်ပြမကောင်းစွာပဲဒီနေရာမှာပြတင်းပေါက်မရှိတာကြောင့်ချာလီအနေနဲ့အပြင်ထွက်ဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူးသူကဘားမှရှိတဲ့ဟန်ဒါဆန်နဲ့ပူးပေါင်းလိုက်ပြီးဂရက်ချင်ရဲ့ဖုန်းကိုထောက်လှမ်းခြင်းဖြင့်ဟန်ဒါဆန်ကသူ့ကိုရှာဖွေတွေ့ရှိခဲ့တာကိုသိရှိခဲ့ရတယ်ခေတ္တစကားပြောဆိုပြီးနောက်ချာလီကသူ့ဖုန်းထဲကအချိန်မှတ်ကိရိယာကိုပြသခဲ့ပြီးတန့်စင်ခန်းထဲမှာဘုံမပေါက်ကွဲခင်အပြင်ကိုပြေးထွက်ခဲ့တဲ့ဘားတစ်ခုလုံးရုံရင်းဆန်ခတ်ဖြစ်သွားပြီးဟန်ဒါဆန်ကချာလီကိုမျက်ခြေပြတ်သွားခဲ့တယ်သူ့ဖုန်းထဲကထောက်လှမ်းမှုစနစ်ကလည်းအလုံးမလုံးတော့ပါဘူးနောက်တနေ့မနက်မှာချာလီကအင်္ဂါလိုင်းအဖွဲ့ထံဆက်သွယ်ပြီးအကူအညီတောင်းခံခဲ့ကတူရကီနိုင်ငံသို့ကုန်တင်လေယာဉ်ဖြင့်ထွက်ခွာခဲ့တယ်အစ္စတန်ဘူမြို့မှာသူကစားတောက်ဆိုင်တစ်ခုကိုသွားပြီးအင်္ဂါလိုင်းထံစာပို့ခဲ့တဲ့အမျိုးသားတစ်ယောက်ရဲ့ဖုန်းမြည်တမ်းကိုသတိပြုမိပြီးနောက်သူကထိုအမျိုးသားထံချင်းကပ်ဖို့ကြိုးစားခဲ့ပေမဲ့သူ့ဖုန်းကိုစစ်ဆေးဖို့ပြောကြားတဲ့အမျိုးသမီးတစ်ယောက်ရဲ့တားဆီးခြင်းကိုခံခဲ့ရတယ်ထို့နောက်ချာလီကစားတောက်ဆိုင်ကနေထွက်ခွာခဲ့ပြီးထိုအမျိုးသမီးကသူ့ထံထပ်မံချင်းကပ်ကသူမဟာအင်္ဂါလိုင်းဖြစ်ကြောင်းအတည်ပြုခဲ့တယ်သူမကချာလီရဲ့ဇနီးအကြောင်းကိုသိရှိထားပြီးဖြစ်လို့ချာလီရဲ့အုတ်ထုပ်နဲ့ကြောပိုးအိတ်ကိုဈေးဝယ်အိတ်
ခုထဲမှာဝတ်ထားခိုင်းခဲ့တဲ့အင်္ဂါလိုင်းကချာလီကိုခေတ္တမြဈေးဝယ်ခြင်းရောက်ဆောင်ခိုင်းပြီးကားကိုတောင်တစ်ခုမှာတွေ့ဆုံဖို့ပြောခဲ့တယ်မိနစ်အနည်းငယ်အကြာမှာချာလီကသူမနဲ့ပြန်လည်တွေ့ဆုံခဲ့ပြီးသူမကသူ့ကိုအိမ်တို့ကားမောင်းပို့ခဲ့တယ်ခရီးစဉ်အတွင်းအင်္ဂါလိုင်းကသူမရဲ့ခင်မွန်းတည်ဆုံပြီးနောက်လွန်ခဲ့တဲ့6နှစ်ကဟက်ကတယောက်ဖြစ်လာခဲ့ကြောင်းပြောပြခဲ့တယ်သူမရဲ့ခင်မွန်းဟာ CIA ရဲ့အေဂျင့်တယောက်ဖြစ်ပြီးရုရှားထောက်လှမ်းရေးအတွက်အလုပ်လုပ်ပေးခဲ့သူဖြစ်တယ်အမှန်တော့သူကမူလအင်္ဂါလိုင်းဖြစ်ပြီးသူမကိုအရာအားလုံးတင်ကြားပေးခဲ့တာဖြစ်တယ်တရားဝင်ထုတ်ပြန်ချက်အရတော့သူဟာသတင်းပေါက်ကနေမတော်တဆပြုတ်ကျတည်ဆုံခဲ့တာလို့ဆိုပါတယ်သူတို့အိမ်ကိုရောက်တဲ့အခါအင်္ဂါလိုင်းကဒီနေရာဟာသူမအနေနဲ့3နှစ်ထပ်ပိုပြီးကြာအောင်နေထိုင်နိုင်ခဲ့တဲ့တခုတည်းသောနေရာဖြစ်ကြောင်းပြောကြားခဲ့ပြီးထွက်ပြေးရတာကိုညှင်းငွေနေပြီဖြစ်ကြောင်းဝန်ခံခဲ့တယ်အကယ်၍ရုရှားတွေသူမစီရောက်လာခဲ့ရင်သူမမှာကိုအဆုံးစီရင်ဖို့တနက်တလက်ရှိတယ်ထို့နောက်သူတို့ကအမှုအကြောင်းကိုစတင်ဆွေးနွေးခဲ့ကြတယ်ဟော့စ်ကနောက်ထပ်လူတွေအတွက်ကြဒေသစစ်သားတွေကိုငှားရမ်းပေးရတဲ့ခေါင်းဆောင်ဖြစ်တယ်။ Lawrence ကတော့လက်နက်မောင်ခိုသမားဖြစ်တာကြောင့်အင်္ဂါလိုင်းကသူ့ကိုဆက်သွယ်ဖို့အတွက်လက်နက်ရောင်းချသူအဖြစ်ဟန်ဆောင်ဖို့ကမ်းလှမ်းခဲ့တယ်။နောက်ဆုံးတစ်ယောက်ကတော့မကြာခဏခီးသွားလေးရှိပြီးအရာအလုံးကိုအွန်လိုင်းပေါ်တင်လေးရှိတဲ့ Mishka ဖြစ်တယ်။သူတို့ကဓာတ်ပုံတွေကိုအသေးချာစစ်ဆေးခဲ့ကြပြီးသူ့နဲ့အတူအမျိုးသမီးတစ်ယောက်ရှိနေတာကိုတွေ့ရှိခဲ့ရတယ်။မျက်နှာမှတ်မိခြင်းစနစ်ကနေတဆင့်သူမရဲ့ Instagram အကောင့်ကိုရှာဖွေတွေ့ရှိခဲ့ပြီးသူမဟာစပိန်နိုင်ငံမှာရှိနေတာကိုအတည်ပြုနိုင်ခဲ့တယ်။နောက်တစ်နေ့မှာကေးလက်ကချာလီကိုရှာဖွေဖို့အတွက်အကြမ်းဖက်သမားကိုစောင့်ကြည့်ဖို့သူ့အဖွဲ့ကိုပြောကြားခဲ့တယ်။အိုဘရိုင်းကမိုးနဲ့တွေ့ဆုံခဲ့ပြီးသူမရဲ့ခွင့်ပြုချက်မရှိဘဲလှုပ်ဝက်စစ်စင်ရေးတွေလှုပ်ဆောင်နေတာကိုရပ်တန့်စေချင်ကြောင်းပြောခဲ့တယ်။မိုးကသူမရဲ့အရင်လူကလည်းသူ့ကိုဒီလိုပဲပြောခဲ့ဘူးကြောင်းပြောကြားခဲ့ပြီးသူမမှာသူ့ရဲ့အပြည့်အဝထောက်ခံမှုရှိကြောင်းပြန်လည်ပြောဆိုခဲ့တယ်။တွေ့ဆုံမှုအပြီးမှာအိုဘရိုင်းကသူမရဲ့ကားထဲကိုဝင်ခဲ့ပြီးသူမရဲ့လက်ထောက်ကစပိန်မှာရှိတဲ့ဟန်ဒါဆန်ရဲ့တပ်ပုံကိုပြသခဲ့တယ်။မိုးကသူ့ကိုဆေးလွတ်ခဲ့တာဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တာကြောင့်အိုဘရိုင်းကသူမရဲ့အေဂျင့်တယောက်ကိုဟန်ဒါဆန်နောက်လွတ်ခဲ့တယ်။တစ်ချိန်တည်းမှာပဲချာလီနဲ့အင်္ဂါလိုင်းတို့ကဟိုတယ်လုံခြုံရေးကင်မရာတွေကိုဟက်ကာဖြင့်ဝင်ရောက်ကြည့်ရှုပြီးမစ်ကာကိုရှာဖွေတွေ့ရှိခဲ့တယ်။ထို့နောက်ချာလီကမက်ထရစ်မြို့ကိုတွားရောက်ခဲ့ပြီးထိုဟိုတယ်မှာပဲတဲခိုခဲ့တယ်။မစ်ကာဟာအဆောက်အအုံနှစ်ခုရဲ့အမိုးပေါ်မှာဆက်သွယ်ထားတဲ့ရေကူးကန်မှာရေကူးရတာကိုနှစ်သက်ကြောင်းသူသိရှိခဲ့ရတဲ့တစ်ချိန်တည်းမှာပဲဟန်ဒါဆန်ကထိုဒေတာမှာချာလီကိုနောက်ယောင်ခံလိုက်လံရှာဖွေနေခဲ့တယ်။နောက်တစ်နေ့မှာချာလီကမစ်ကာကိုဖမ်းဆီးဖို့ကူညီပေးမဲ့ကိရိယာတစ်ခုကိုစတင်တည်ဆောက်ခဲ့ပြီးဟိုတယ်အတွင်းမှာဝတ်ထားခဲ့တဲ့ထို့နောက်သူကမစ်ကာနောက်ကိုဘားအထိလိုက်သွားခဲ့ပြီးလော်ဘီမှာဟန်ဒါဆန်ရှိနေတာကိုတော့သတိမပြုမိခဲ့ပါဘူး။ချာလီကဘာမှရှိနေတဲ့တန်တရားဖြစ်ဖွယ်အမျိုးသားတစ်ယောက်ကိုမြင်လိုက်ရပြီးသူ့ကိုအရင်ကမြင်မှုကြောင့်သတိပြုမိသွားကသူနောက်ယောင်ခံလိုက်ခံနေရပြီဆိုတာကိုသိရှိသွားခဲ့တယ်သူကအင်္ဂါလိုင်းကိုသူ့ရဲ့နှက်ချက်ကနေတဆင့်ပြောပြခဲ့တာကြောင့်သူမကထိုသူရဲ့မျက်နှာကိုရှာဖွေစစ်ဆေးခဲ့ပြီးသူဟာ CIA အေဂျင့်တစ်ယောက်ဖြစ်ကြောင်းအတည်ပြုခဲ့တယ်။သူမကကင်မရာထဲမှာဟန်ဒါဆန်ကိုလည်းမြင်တွေ့ခဲ့ရတာကြောင့်ချာလီကိုအစီအစဉ်ဖြတ်သိမ်းဖို့ပြောခဲ့ပေမဲ့ချာလီကတော့အစီအစဉ်တိုင်းဆက်လုပ်ချင်ခဲ့တယ်။မစ်ကာရေကူးကန်ကိုသွားတဲ့အခါချာလီက Horse ဘဲမှာလဲဆိုတာကိုမေးမြန်းဖို့သူ့ကိုရင်ဆိုင်ခဲ့တယ်။အကယ်၍သူမပြောရင်ရေကူးကန်ပျက်စီးသွားလိမ့်မယ်လို့ဆိုတဲ့မစ်ကာကသူ့ကိုမယုံကြည်ပဲရေကူးထွက်ပြေးဖို့စူးစမ်းခဲ့တာကြောင့်ချာလီကခလုတ်တစ်ခုကိုနှိပ်လိုက်ပြီးမှန်တွေစတင်အကွဲလာခဲ့တဲ့ထိတ်လန့်သွားတဲ့မစ်ကာကပုံမြန်ဆန်စွာရေကူးခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီမှန်တွေကွဲအပ်သွားပြီးသူဟာပြုတ်ကျတည်ဆုံသွားခဲ့ကရေတွေကတော့လမ်းမပေါ်သို့စီးဆင်းသွားခဲ့တဲ့ထို့နောက်အင်္ဂါလိုင်းကဟန်ဒါဆန်နဲ့တခြားအေဂျင့်တယောက်ချင်းကပ်လာနေပြီဖြစ်ကြောင်းချာလီကိုတတိပေးခဲ့ပြီးထွက်ပြေးဖို့လမ်းညွှန်ချက်တွေပေးခဲ့တဲ့လိုက်လံဖမ်းဆီးမှုစတင်ခဲ့ပြီးဟန်ဒါဆန်ကသူ့ကိုမိလူနီးပါးဖြစ်ခဲ့ပေမဲ့ထိုအချိန်မှာပဲတခြားအေဂျင့်ကလည်းတိုက်ခိုက်ခဲ့တယ်ထိုအမျိုးသားကဟန်ဒါဆန်ကိုလှည့်ချလိုက်ပြီးသူတို့ကအဝိရှော်ခန်းထဲမှာစတင်တိုက်ခိုက်ကြတော့တယ်သူတို့တယောက်ကိုတယောက်အခန်းထဲလွှင့်ပြနေကြပုံနဲ့ဟန်ဒါဆန်ကထိုအမျိုးသားရဲ့ဦးခေါင်းကိုအဝိရှော်ဆက်ထဲထည့်လိုက်ပုံကိုချာလီကစောင့်ကြည့်နေခဲ့တယ်ထိုအေဂျင့်ကတနက်ထုတ်ပြီးဟန်ဒါဆန်ကိုပစ်ခတ်ခဲ့ပေမဲ့ဟန်ဒါဆန်ကတနက်ကိုလူယူပြီးသူ့ကိုပြန်လည်ပစ်ခတ်ခဲ့တယ်ထို့နောက်ချာလီအထဲကိုဝင်လာခဲ့ပြီးသူတို့ကိုကူညီတင်တလားလို့တွေးတောနေစဉ်အင်္ဂါလိုင်းကသူ့ကိုထွက်ပြေးဖို့တတိပေးခဲ့တယ်နောက်တစ်နေ့မှာအိုဘရိုင်းကမိုးကိုသူမရဲ့ရုံးခန်းသို့ခေါ်ဆောင်ခဲ့ပြီးချာလီကြောင်မေးမြန်းခဲ့တယ်မိုးကသူဟာခွင့်ယူထားကြောင်းပြန်လည်ပြောကြားခဲ့တယ်သူမမှာဟိုတယ်ကဗီဒီယိုမှတ်တမ်းတွေရှိနေတယ်ဆိုတာကိုမပြောခင်သူ့ကိုအရင်လွတ်ပေးလိုက်တယ်အဲ့ဒီအချိန်မှာကေလက်နဲ့သူ့အဖွဲ့ကလည်းအဲ့ဒီဗီဒီယိုကိုပဲကြည့်ရင်းနဲ့ချာလီမှာကူညီပေးမဲ့သူရှိနေတယ်ဆိုတာရိပ်မိသွားကြတာသူတို့ကချာလီရဲ့ကုတ်ဝက်ထားတဲ့စကားပြောခန်းတွေကိုလိုက်စစ်ရင်းနဲ့နောက်ဆုံးတော့အင်္ဂါလိုင်းစီကလာတဲ့ message တွေကိုရှာတွေ့သွားကြတယ်တော်တော်ကြာရှာပြီးတဲ့နောက်မှာတော့အင်္ဂါလိုင်းလို့ခေါ်တဲ့တည်ဆုံးသွားပြီဖြစ်တဲ့အေဂျင့်ရဲ့ဖိုင်ကိုရှာတွေ့သွားပြီးသူ့ဇနီးကပဲဆက်လုပ်နေတာဖြစ်ရမယ်လို့တွက်လိုက်ကြတယ်အဲ့ဒီညမှာချာလီနဲ့အင်္ဂါလိုင်းကအဖော်ရယုံတက်ပဲဘေးချင်းရှင်အိတ်ဖို့သဘောတူခဲ့ကြတာဒါပေမဲ့အင်္ဂါလိုင်းမွေးထားတဲ့ငှက်အော်တန်ကြောင့်သူတို့လန်နိုးလာပြီးလုံခြုံရေးကင်မရာကိုကြည့်လိုက်တော့အေဂျင့်အဖွဲ့တစ်ဖွဲ့ချင်းကပ်လာနေတာကိုတွေ့လိုက်ရတယ်သူတို့နှစ်ယောက်လည်းနေရမှာရှိတဲ့လှုပ်ဝက်ဦးမင်လိုင်ကောင်းကနေချက်ချင်းထွက်ပြေးခဲ့ကြတယ်အပြင်ရောက်တော့ချာလီကကောင်းကင်မှာ drone တစ်စင်းကိုလှမ်းမြင်လိုက်ရတယ်တခြားအဆောက်အုံတစ်ခုတည်းခိုးဝင်ပြီးသူတို့နှစ်ယောက်ဆက်ပြေးကြရင်းနဲ့အေဂျင့်တွေအိမ်ထဲကိုစီးနှင်းမဝင်ခင်လေးတင်အဲ့ဒီရက်ကွက်ကနေလွတ်အောင်ပြေးနိုင်ခဲ့ကြတယ်ကွန်ပျူတာကလည်းဖိုင်တွေအကုန်လုံးကိုအလိုလျောက်ဖြည့်ပြနေပြီဆိုတော့အေဂျင့်တွေအတွက်ဘာမှကြံမနေခဲ့ဘူးကမ်းခြေတိုင်းပြေးဆင်းလာပြီးနောက်သူတို့နှစ်ယောက်အင်္ဂါလိုင်းရဲ့ကားစီရောက်သွားပေမဲ့ drone ကသူတို့ကိုမြင်သွားတယ်မကြခင်မှာပဲအေဂျင့်တွေကတနက်တွေနဲ့လိုက်ပစ်ကြပြီးဆက်လီနဲ့ပါနောက်ကနေလိုက်လာခဲ့ကြတာအကြာကြီးလိုက်ဖမ်းပြီးတဲ့နောက်မှာတော့ကားကိုရက်သွားအောင်ထိပစ်ခတ်နိုင်ခဲ့ပြီးအင်္ဂါလိုင်းလည်းဒဏ်ရာအပြင်းထန်ရသွားခဲ့တယ်ချာလီလည်းရုပ်လောင်းကိုဘေးထိုင်ခုံရွှေ့သူကိုယ်တိုင်စီယာတိုင်ကိုကင်ပြီးလိုက်ဖမ်းတဲ့သူတွေကိုမျက်ခြေတက်တဲ့အထိကားကိုဆက်မောင်းပြေးခဲ့ရတယ်နောက်ပိုင်းကျတော့ကားကိုကိုတောင်တစ်ခုထဲမှာထားခဲ့ပြီးအင်္ဂါလိုင်းကိုနှုတ်ဆက်နှမ်းရှုပ်ခဲ့တယ်နောက်တစ်နေ့မှာချာလီကလော်ယန်စ်ကိုဆက်သွယ်ပြီးလူချင်းတွေ့ဖို့အတွက်လက်နက်ပွဲစားတစ်ယောက်လိုဟန်ဆောင်လိုက်တယ်ပြီးတော့လျှက်စစ်ပစ္စည်းအသစ်ချို့ဝယ်ပြီးရိုမေးနီးယားကိုခီးထွက်ခဲ့တဲ့စွန့်ပစ်ထားတဲ့အဆောက်အုံတစ်ခုထဲမှာသူကမိမိမျက်နှာကိုဗီဒီယိုရိုက်ပြီးဘာလင်မှာရှိတဲ့လုံခြုံရေးဗီဒီယိုစနစ်ကိုဟက်လုပ်လိုက်တယ်အဲ့ဒါကြောင့် CIA ကသူဘာလင်မှာရှိနေတဲ့အထင်နဲ့သူတို့လူတွေကိုအဲ့ဒီဘက်လွတ်ကုန်ကြတာလော်ရန်နောက်ဆုံးတော့ရောက်လာတဲ့အခါထိုင်ကုန်ပေါ်မှာမြည်နေတဲ့ဖုန်းတစ်လုံးကိုရှာတွေ့တယ်ချာလီကတက်တာတဲ့ကိုကြည့်ခိုင်းလို့ကြည့်လိုက်တော့ဂုံးတွေအများကြီးတွေ့သွားတာအကယ်၍သူလှုပ်ရှားလိုက်ရင်ပောက်ကွဲမှာဖြစ်တယ်လော်ရန်စ်ကတက်တာထဲမှာဆာရာရဲ့တပ်ပုံကိုသတိထားမိသွားချိန်မှာပဲချာလီကသူ့နောက်ကနေထွက်လာပြီး Horse ဘဲမှာလဲဆိုတာမေးတော့တယ်အကယ်၍ပူးပေါင်းဆောင်ရွက်ရင်ဘုံတွေကိုဖြုတ်ပေးမယ်လို့လည်းကတိပေးခဲ့တယ်Horse ကရုရှားရေပြင်မှာလှုပ်ရှားနေပြီးပုံမှန်အားဖြင့်ဘော်ဒပင်လယ်စိတ်ကမ်းတစ်ခုမှာကုန်ပစ္စည်းတွေလက်ခံရရှိလေ့ရှိတယ်လို့ Lawrence ကရှင်းပြတယ်ချာလီက Horse ကိုဘယ်လိုဆက်သွယ်ရမလဲထပ်မေးတော့ Lawrence ကသူ့လူတွေစီကလှုပ်ဝက်ကုတ်တွေကနေတဆင့်ပဲဆက်သွယ်လို့ရတာလို့ပြောပြီးနံပါတ်တွေအမည်တွေရှိတဲ့သူ့ဖုန်းကိုမြေပြင်ပေါ်ပစ်ချပေးခဲ့တယ်ဖုန်းကိုကောက်ပြီးချာလီထွက်သွားတာနဲ့တပြိုင်နက်တခြားခန်းထဲမှာဘုံပေါက်ကွဲပြီး Lawrence တေဆုံးသွားတဲ့အတန်ကိုကြားလိုက်ရတယ်မကြခင်မှာပဲ CIA က Lawrence ရိုမေးနီးယားမှာတေဆုံးသွားတဲ့သတင်းကိုရရှိခဲ့ပြီးသူတို့တွေဗီဒီယိုအတုကိုအလှည့်စားခံပြီးကြည့်နေခဲ့ရမှန်းသိသွားကြတယ်
နောက်ပိုင်းမှာတော့ရုရှားဟိုတယ်တစ်ခုထဲမှာချာလီကဆာယာသူ့ဘေးမှာရှိနေတယ်လို့မျိုးစိတ်ကူးရင်ပြီးလက်ဆောင်ကိုဖွင့်ကြည့်ခဲ့တယ်အဲ့ဒါကသူခက်မြန်မြန်ပဲဖြည့်ရှင်းနိုင်ခဲ့တဲ့ပဟေလီဘူးလေးဖြစ်ပြီးအတွင်းထဲမှာသူ့ဇနီးစီကလှပတဲ့ message လေးပါရှိနေတယ်မနက်ခင်းမှာသူစိတ်ကန်းကိုသွားပြီးတန်တရားဖြစ်စရာရင်တစည်းကိုတွေ့ခဲ့တယ်သူက host ရဲ့လူတွေစီကုတ်ပို့လိုက်တော့အဲ့ဒီကားဘေးကလူတယောက်သူ့ဖုန်းကိုစစ်နေတာကိုလှမ်းမြင်လိုက်ရတယ်သူလည်းအဲ့ဒီလူနောက်ကိုခိုးလိုက်သွားပြီးမထွက်ခွာခင်သူ့ဆက်လေတက်ပုံတွေကိုရိုက်ခဲ့တယ်ကရိယာအချို့ဝယ်ပြီးတဲ့နောက်ချာလီဟိုတယ်ပြန်ရောက်တော့ဆက်လေရဲ့မှတ်ပုံတင်နံပါတ်ကိုရှာပြီးအဲ့ဒီဆက်လေပိုင်းနဲ့ရွက်လေကိုလိုက်ရှာတော့တယ် host သုံးနိုင်မဲ့ရေချောင်းလမ်းကြောင်းတွေကိုလည်းသူတေချာလေ့လာခဲ့တယ်မနက်ပိုင်းမှာချာလီကဆက်လေနာကိုချင်းကပ်သွားချိန်မှာပဲတယောက်ကသူ့ကိုနောက်ကနေရိုက်ချလိုက်လို့သတိမေ့သွားပြီးဆာရာရဲ့ပဟေလီဘူးလေးလည်းအမြေကြီးပေါ်ပြုတ်ကျကြံခဲ့တယ်ချာလီကိုရွက်လေပေါ်ခေါ်သွားကြပြီးအဲ့ဒီမှာသူကအရင်ကချာလီဝတ်ထားခဲ့တဲ့ဘုံကိုရှာတွေ့ထားတဲ့ host နဲ့ထိတ်တိုက်တွေ့ပါတော့တယ်ချာလီကတခြားသူတွေကိုတွဲဝိုက်တဲ့နီးနဲ့ပဲတက်ခဲ့တာမို့လို့မျက်နှာချင်းဆိုင်ထိတ်တိုက်တွေ့ရင်တော့တက်ရဲမှာမဟုတ်ဘူးလို့ host ကထင်နေတာသူကချာလီကိုတနက်ကန်းပေးပြီးတက်ခိုင်းပေမဲ့ချာလီကမလုံနိုင်ပဲတနက်ကိုအောက်ချလိုက်တယ်ရုတ်တရက်ရွက်လေကြီးကစန့်ကျင်ဘက်ရက်ကိုစပြီး꿰သွားတာကြောင့်တင်မောသားတွေလန့်ကုန်ကြတယ်အဲ့ဒီမှာချာလီက CIA ကထိန်းချုပ်ထားတဲ့ဒီရွက်လေကိုသူကိုယ်တိုင်ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်းပြောပြလိုက်တယ်သူကဒီရွက်လေကိုကာကွယ်တဲ့စနစ်တွေကိုရေးဆွဲခဲ့သူမို့လို့ hack လုပ်ပြီးဖင်လန်နိုင်ငံဘက်မောင်းသွားဖို့ကသူ့အတွက်အေးဆေးပဲလေမကြခင်မှာပဲရွက်လေကိုဖင်လန်ရေတပ်နဲ့အင်တာပိုတို့ကဝိုင်းလိုက်ပြီး host နဲ့သူ့လူတွေကိုချက်ချင်းဖမ်းဆီးလိုက်ကြတယ်အတန်ကြာပြီးနောက်အိုဘရိုင်ယန်ကသတင်းစာရှင်းလင်းပွဲလုပ်ပြီး CIA ရဲ့အရင်းမြစ်တွေကိုအလွဲသုံးစားလုပ်နေတဲ့ agent ဆိုးတွေကိုဖမ်းမိပြီဖြစ်ကြောင်းကြေညာခဲ့တယ်ချာလီစီကိုလည်းဟန်တာဆန်ရောက်လာပြီးသူလုပ်ခဲ့တာတွေအတွက်ဂုဏ်ယူကြောင်းပြောခဲ့တယ်နောက်ဆုံးမှာတော့ချာလီကဆာရာရဲ့အုပ်ကူစီတွားရောက်ခဲ့ပြီးအိမ်ပြန်ရောက်တဲ့အခါလေရင်လေးစီးပြီးကောင်းကင်ယံမှာစိတ်လက်ပေါ်ပါစွာပြန်တန်းပန်းဖြေခဲ့ပါတော့တယ်